လားပါ talk about football and Arsenal Facebook နဲ့ YouTube channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်စနေနေ့ညမှာရှင်းပြငယ်စားမဲ့ပြီးမြလီပွဲစဉ်18 Arsenal တင်းနဲ့ Brighton တင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်အနေငယ်ပွဲကြိုသုံးသပ်မှုပြုလုပ်သွားပါမယ်ဆိုတော့အရင်ဆုံးအခြားအချက်လက်တွေမပြောခင်ဒီနှစ်သင်းရဲ့အမပေးရဲ့ရက်တီမှုပေါ့လေမပေးရဲ့ရက်တီမှုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီနှစ်သင်းက Arsenal တင်းကိုအကြောင်းပြောရမယ်ဆိုရင် Arsenal တင်းက18ပွဲကစားပြီးချိန်မှာ12ပွဲနိုင်3ပွဲတည်2ပွဲရှုံးတွင်ကို32ကိုပေကို10ကိုနဲ့ကျွန်တော်တို့အဆင့်1နေရာမှာရက်တည်နေပြီးတော့ Brighton တင်းကတော့18ပွဲကစားပြီးချိန်မှာ6ပွဲနိုင်6ပွဲတည်5ပွဲရှုံးဂျာကိုက25ကိုပေကိုက23ကိုရမှတ်24မှန်နဲ့အဆင့်9နေရာမှာရက်တည်နေပါတယ်ဒါကလက်ရှိဒီနှစ်သင်းရဲ့အမေပေးစရာရက်တည်မှုပါဆိုတော့ကျွန်တော် Brighton တင်းကြောင့်ကျွန်တော်ပြောမယ်ဆိုရင် Brighton တင်းကကျွန်တော်နောက်ဆုံးကစားထားခဲ့တဲ့5ပွဲမှာဆိုရင်သူကတပွဲပဲနိုင်ပွဲရှိတယ်2ပွဲတည်2ပွဲရှုံး1ပွဲနိုင်ဒါနောက်ဆုံး5ပွဲချင်းနေပေါ့လေနိုင်ငံတဲ့ဘက်ကကျွန်တော်တို့နိုဝင်ဘာလ30ရက်နေ့က Nottingham Forest အသင်းရဲ့အဝေးကွင်းမှာတွားရောက်ရှင်းမြင်ကစားပြီးတော့2-9မရှိနိုင်ခဲ့တယ်ကျန်တဲ့ပွဲတွေမှာဆိုရင်ကျွန်တော် Brighton ကိုအိမ်ကွင်းမှာ3-4နဲ့ရှုံးတယ်နောက်ထပ် West Ham ကိုလည်းအိမ်ကွင်းမှာထပ်ပြီး1-1တည်ကြတယ်လီဗာပူးအသင်းကိုအဝေးကွင်းမှာတွားကန်ပြီးတော့2-0နဲ့ရှုံးလာတယ်နောက်ဆုံးကစားခဲ့တဲ့ Sunderland အသင်းနဲ့ပွဲချိန်မှာဆိုရင်အိမ်ကွင်းမှာကစားသည့်တိုင်အောင်ဂိုးမရှိတည်ကြထားတယ်ဆိုတော့နီးပြဟက်ဆလာရဲ့အသင်းကနောက်ဆုံးကစားထားတဲ့9ပွဲမှာရလက်မကောင်းဘူးလို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းဒီလိုရလက်တွေမကောင်းလို့နောက်ဆုံးကစားထားတဲ့ပွဲမှာတပွဲပဲနိုင်ပြီကျန်တဲ့ပွဲက2ပွဲတည်2ပွဲရှုံးရဲ့ခြေတွေမှန်လို့ဆိုပြီးတော့ short တွဲလို့မရပါဘူးကျွန်တော်တို့အရင်တုန်းက Brighton အသင်းဟာအသင်းကြီးတိုင်းကိုသူ့တင်ကိုယ်တင်ရှင်ကစားနိုင်တယ်ဒုက္ခပေးနိုင်တယ်ချန်ပီယံဖြစ်ဖို့တွားနေတဲ့အသင်းတစ်သင်းရဲ့လမ်းကြောင်းကိုကောင်းဒုက္ခပေးနိုင်တယ်ကောင်းတားဆီးနိုင်တယ်အခုလိုဘောင်စင်လေးကာလာမှာဆိုရင်ပိုဆိုးတယ်ပေါ့နော်ဒါကကျွန်တော်တို့အရင်တုန်းက Brighton ဆိုတဲ့ကျွန်တော်ပြီးခဲ့တဲ့နှစ်က Brighton ဆိုတော့အဲ့လိုခြေတိုင်းမျိုးရှိတယ်ဒါပေမဲ့ဒီနှစ်မှာတော့ Brighton တင်းကရလက်တွေမကောင်းဘူးခြေစွမ်းလည်းမမှန်ဘူးမျှော်မှန်းထားတဲ့လောက်မဖြစ်ဘူးဆိုပေမဲ့အဆင့်9မှာရက်တည်နေသေးတယ်ဒါက1-2တန်နဲ့ရအတင်းတင်းလို့ပြောလို့ရတယ်ဒါကြောင့်မို့လို့နောက်ဆုံး9ပွဲမှာရလက်မကောင်းသည့်တိုင်ခြေစွမ်းမှန်သည့်တိုင် Brighton ကို short တွဲလို့မရဘူးဆိုတာကပြသနေတဲ့အချက်ပါနောက်ဆုံး9ပွဲမှာ4ပွဲရလက်မကောင်းတာတော့မှအဆင့်10အပြင်ပေါက်မရောက်သေးဘူးဆိုတာကရှေ့မှာသူတို့ရမှတ်တွေကောင်းကောင်းစုဆောင်းနိုင်ခဲ့တယ်ခြေစွမ်းကောင်းနေပြတယ်တွင်ကိုတချို့လည်းရှာဖွေထားနိုင်ခဲ့လို့ဒီလိုနေရာမှာရက်တည်နေနိုင်တာပါဒါကိုအာဆင်နယ်နီးပြအာဒီတာနဲ့အာဆင်နယ်အသင်းသားတွေကောင်းကောင်းသဘောပေါက်ထားဖို့လိုအပ်ပါတယ်ဒါက Brighton တင်းရဲ့အကြောင်းအချင်းချင်းလေးပေါ့လေဆိုတော့ကျွန်တော်အာဆင်နယ်တင်းကြောင့်ကျွန်တော်ပြောလိုက်အောင်ကျွန်တော်အာဆင်နယ်တင်းကနောက်ဆုံးကစားထားတဲ့9ပွဲမှာဆိုရင်ကျွန်တော်တို့ခရစ်စပယ်လီတင်းကတော့ခါတာပေါင်းကပေါ့နော်ဒီကောင်တော့ကျွန်တော်ထည့်မပြောတော့ဘူးပရီးမီးလိပွဲတင်မှာကျွန်တော်ထည့်ပြောမယ်ဆိုရင်နောက်ဆုံးကစားထားတဲ့9ပွဲမှာဆိုရင်ကျွန်တော်တို့က4ပွဲနိုင်ပြီးတော့တပွဲရှုံးလာတယ်ရှုံးတဲ့ပွဲကကျွန်တော် Aston Villa တင်းကိုအဝေးကွင်းမှာသွားပြီးတော့2ဂိုးနဲ့ရှုံးခဲ့တယ်ကျန်တဲ့ပွဲတွေကကျွန်တော် Bradford ကို2-0နဲ့နိုင်တာတယ်ချန်ပီယံလိမှာဆို Club Brugge ကိုကျွန်တော်အဝေးကွင်းကနေ3ဂိုးမရှိနဲ့နိုင်ထားတယ်နောက်ဘုအသင်းကို2ဂိုးနဲ့နိုင်တယ် Everton တင်းကိုအဝေးကွင်းကနေကျွန်တော်2ဂိုးမရှိနဲ့နိုင်တယ်နောက်ဆုံး9ပွဲမှာတပွဲပဲရှုံးပြီးတော့4ပွဲနိုင်ထားတယ်ဆိုတာကျွန်တော်ရလက်ကိုကြည့်မယ်ဆိုအချက်လက်ကိုကြည့်မယ်ဆိုတော့ဒါကကောင်းတဲ့အချက်ပါပဲဒါပေမဲ့ကျွန်တော်တို့ပြည်သက်တွေအာဆင်နယ်တင်းကိုအားပေးနေတဲ့ fan တွေဆိုရင်သိပါလိမ့်မယ်ဘာလို့လဲဆိုတော့နောက်ဆုံးကစားခဲ့တဲ့ကျွန်တော်2ပွဲမှာဆိုရင်ကျွန်တော်တို့ Everton တင်းကိုကျွန်တော်တို့ခြေစွမ်းမကောင်းသည့်တိုင်အနိုင်ရခဲ့တယ်ဒါပေမဲ့ကျင်းတဲ့ဆရာခြေစွမ်းတော့မဟုတ်ဘူးဒီခြေစွမ်းကစိုးရင်ဆရာခြေစွမ်းဒီတက်ပိုဆိုတာကကျွန်တော်သူ့ရှိမှကစားခဲ့တဲ့အခုအတင်းတဲ့ပွဲမှာဆိုရင်ပွဲပြီးရလက်ကသာ2ဂိုး1ဂိုးဆိုပေမဲ့တွင်းသွားတဲ့တွင်းကို3ဂိုးလုံးကဘူးအသင်းရကြီးတွင်းသွားတာပါကျွန်တော်အာဆင်နယ်အသင်းကတွင်းတဲ့တွင်းကိုမရှိပါဘူးတော်တော်လေးကိုစုပ်ပြတ်နှုံချခဲ့တဲ့ခြေစွမ်းနဲ့ကစားခဲ့တဲ့ပွဲစဉ်2ပွဲပေါ့လေဒီနောက်ဆုံး2ပွဲကဒါကိုကြည့်ချင်းအပြည့်နိုင်ပွဲတွေရနေသည့်တိုင်ရလက်တွေမစိုးဘူးအချက်လက်တွေကောင်းနေသည့်တိုင်အာဆင်နယ်အသင်းရဲ့ခြေစွမ်းကစိတ်ချလို့ရတဲ့အနေထားမဟုတ်သေးပါဘူး။တရားပြဿနာတွေကြုံနေရတယ်။တချို့ကသမားတွေပြန်လာပြီးတချို့တွေဟလာဟိုအစ်စ်ဝင်လာတယ်။အဟောင်းသမားတွေကတော့ပြန်ရောက်လာပြီ။ဒါပေမဲ့အစ်စ်ကထပ်ဝင်သွားတယ်ဆိုတာမျိုးတွေရှိနေတယ်။ဂိုင်ဟာဘက်တို့ဂါဘရီယယ်တို့ကနောက်ခံလူဂါဘရီယယ်ကတော့ Brighton နဲ့ပွဲချိန်မှာဝင်ကစားဖို့ပြစ်မှတ်ထားနေရဆိုပေမဲ့ကျွန်တော်သိရတဲ့လောက်ဆိုတော့နီးဘက်အာဒီတာနဲ့ဆေးဖွဲက recommend ကိုစောင့်မယ်လို့ထင်ပါတယ်။အသင်းရဲ့ဆေးဖွဲရဲ့အကြံပြုချက်ကိုစောင့်ပြီးတော့မှဒီကစားသမားတွေကိုထည့်ကစားတင်မှာကစားတင်သူတို့ဆုံးဖြတ်သွားပါလိမ့်မယ်။ဂိုင်ဟာဘက်ကလေ့ကျင့်ခန်းပြန်ဆင်းနေတယ်လို့ဂေဘရီယယ်မာဟာဂေးကလည်းလေ့ကျင့်ခန်းတွေပြန်ဆင်းနေပါပြီဆိုတော့လက်ရှိဒါကဒီနှစ်သင်းရဲ့အကြောင်းပေါ့လေဆိုတော့ကျွန်တော်တို့အနည်းဆုံးနီးစနစ်ပိုင်းလောက်လည်းကျွန်တော်ပြောကြည့်မယ်ဆိုရင်ဒီရာဒီမှာအာဆင်နယ်သင်းရဲ့ကစားပုံကကျွန်တော်အရင်ရာဒီတွေကတော့မကောင်းခဲ့သည့်အတိုင်းနိုင်တဲ့နိုင်ပွဲတွေကိုရအောင်ယူထားနိုင်တယ်စုဆောင်းတဲ့ရမှတ်တွေကိုကောင်းကောင်းစုဆောင်းထားနိုင်ခဲ့တယ်ဒါပေမဲ့လည်းချန်ပီယံဖြစ်ချင်တယ်စုဖလားအောင်မြင်မှုရချင်တယ်ဆိုရင်ချန်ပီယံအသင်းတစ်သင်းကဒီထက်ပိုပြီးတော့ခြေစွမ်းကောင်းမှုလိုအပ်ပါတယ်ဒီထက်ပိုပြီးတော့စွမ်းဆောင်ရင်ကောင်းနေပြဖို့လိုအပ်ပါတယ်ကျွန်တော်တို့ပြည်သက်တွေရဲ့အမြင်မှာဒီခြေစွမ်းကချန်ပီယံဖြစ်ဖို့
လုံလောက်ဤမလုံလောက်ဤဆိုတာကျွန်တော်အနည်းဆုံးတော့ကျွန်တော်ခံမှန်းလို့ရတယ်ပေါ့ဗျာကိုအားပေးနေတဲ့အတင်းဟုတ်တယ်မလားဒီလိုအချိန်မျိုးမှာကျွန်တော်ဘောက်စင်လေးကာလာလည်းဖြစ်တယ်ရှေ့မှာကျွန်တော်တို့ပွဲချက်တွေလည်းရှိလာတယ်တစ်ဖက်ကကိုယ့်ရဲ့ပြိုင်ဘက်မန်ချက်စတာစီးတီးတင်းကတန်ဆင်းဆောင်ကနေရုံထွက်ဖို့ကြိုးစားနေတဲ့ကျွန်တော်တို့ Nottingham Forest နဲ့ကစားရမယ်တစ်ဖက်ကကြည့်မှဆိုရင်တော့ဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုပေမဲ့ကိုယ့်အလုပ်ကိုအကောင်းဆုံးကိုလုပ်ထားမှဆိုရင်တော့တစ်ဖက်အသင်းကိုကျွန်တော်တို့စိတ်ပူကြမလို့ဘူးတစ်ဖက်အသင်းရဲ့ရက်လက်ကိုစောင့်ပြီးကြည့်နေကြမလို့ဘူးအကောင်းဆုံးကိုယ့်အကောင်းဆုံးခြေစွမ်းကိုပြပြီးတော့နိုင်ပွဲတစ်ပွဲပေါ်ဆောင်ထားနိုင်မှုလိုအပ်တယ်တစ်ဖက်က Brighton အသင်းကလည်းခြေစွမ်းတွေစိုးရနေသည့်တိုင်ကျွန်တော်တို့ Arsenal အသင်းကိုအနည်းနဲ့ပြတော့ဒုက္ခပေးလာနိုင်ပါတယ်ရက်လက်တွေမကောင်းသည့်တိုင်ခြေစွမ်းတွေမှန်မှန်သည့်တိုင်သူတို့မှာတန်ရာမချို့လည်းရှိသလိုအာဖရိကဖလောက်ကိုစေလွတ်ထားတဲ့ကစားမချို့လည်းရှိနေသည့်တိုင်ကျွန်တော်တို့ Arsenal အသင်းကိုအနည်းနဲ့အများတော့အဝေးကွင်းကနေဒုက္ခပေးလာနိုင်ပါတယ်အကြောင်းကတော့ဒီရက်ဒီမှာ Arsenal နဲ့တွေ့တဲ့အသင်းတိုင်းကကျွန်တော်တို့ဒီ block ကစားအောင်ဆိုတော့အနည်းဆုံးတော့ကျွန်တော် mid block ကစားမယ် low block ကစားတယ်ဒီလိုအသင်းတွေနဲ့တွေ့မှာဆိုရင်ကျွန်တော်တို့ Arsenal အသင်းကအနည်းငယ်ရုန်းကန်တက်ရပါတယ်ဘာလို့လဲဆိုတော့တိုက်စစ်ပါကျွန်တော်တို့ Yogret ပုံစံကောင်းခုထိမပြနိုင်သေးဘူး Martin Odegaard တို့ခြေစွမ်းကောင်းခုထိမပြနိုင်သေးဘူးအခွင့်အရေးဖန်တီးမှုတွေမလုပ်နိုင်သေးဘူးအရင်ကလည်းမဟုတ်တော့တဲ့ခြေစွမ်းနဲ့ဝင်ကစားနေပေမဲ့အမှားနဲ့အောင်ကစားနေတဲ့ပုံစံမျိုးတွေပဲတွေ့နေရတဲ့အချိန်မှာတိုက်စစ်ပိုင်ကရုန်းကန်နေရတဲ့အချိန်နဲ့တစ်ဖက်ကအဝေးဝဲနေလာကစားမဲ့ Brighton တင်းကဒီကြပေါ့ mid block low block နဲ့ကစားလာမှာပါဒါကနီးပြအာဒီယာအနေနဲ့ဒီ line နှစ်ခုကိုဘယ်လိုဖြတ်မလဲဘယ်လိုကြော်ဖြတ်မလဲဆိုတာကိုအကောင်းဆုံးစဉ်းစားထားဖို့လိုအပ်ပါတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ဒီပွဲစဉ်ကဘုံမရှိသေးရင်လည်းပြီးဆုံးနိုင်တယ်လို့အနည်းဆုံး Arsenal တင်းနိုင်မယ်ဆိုရင်တော့ချင်းမြောင်းတဲ့ရလဒ်နဲ့ပဲဖြစ်ဖို့များသွားပါလိမ့်မယ်ဒါကကျွန်တော်တို့တစ်ဖက်က Brighton တင်းရဲ့ကစားလိုက်နေတဲ့ပုံစံနဲ့ Arsenal တင်းမှာလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကျွန်တော်တို့အနည်းငယ်ပြီးမိခေါက်ပြီးသဘောမျိုးနဲ့သုံးသပ်ကြည့်ရပါလေဆိုတော့လာမယ့်စနေနေ့ညမှာကစားမယ့်ပွဲစဉ်ကိုသာကျွန်တော်တို့အနိုင်ယူထားမယ်ဆိုရင်နောက်မှကစားမယ်ကျွန်တော်တို့ Manchester City နဲ့ Nottingham Forest အသင်းတို့ပွဲစဉ်ဘယ်လိုပဲဖြစ်လာပါစေကိုကအထက်မှာပဲဆက်ပြီးရပ်တည်နေပါလိမ့်မယ်ကိုကအနိုင်ရတဲ့ယူထားနိုင်မယ်အနိုင်သုံးမရတဲ့ခြေသွင်းမျိုးနဲ့ရလက်ကောင်တစ်ခုပေါ်ဆောင်ထားနိုင်မယ်ဆိုရင်နောက်အသင်းဘာဖြစ်မလဲဆိုတော့စောင့်ကြည့်ကြမလိုပါဘူးကိုယ့်လူကိုအကောင်းဆုံးလုပ်ကိုယ့်ခြေစွမ်းကိုအကောင်းဆုံးပြကြပြီးတော့နိုင်ပွဲတွေဖော်ဆောင်နိုင်မှုပဲအဓိကလိုအပ်ပါတယ်ဒါကိုနီးပြအာဒီယာနဲ့ Arsenal အသင်းသားတွေကောင်းကောင်းနားနိုင်မယ်လို့မျှော်လင့်ရပါတယ်ဒါကတော့ကျွန်တော်တို့ Brighton အသင်းနဲ့ Arsenal အသင်းတို့ကစားကြမယ်Premier Leagueပွဲစဉ်ဆက်ချေအကြောင်းကိုကျွန်တော်တို့အတူချုပ်လေးသုံးသပ်ဆွေးနွေးတာပါကျွန်တော်ညီကိုပြည်သက်တွေဘယ်လိုထင်ကြလဲလာမယ့်ပွဲစဉ်မှာဘယ်လိုရက်လက်တွေထွက်ပေါ်လာနိုင်လဲဆိုတာ comment ဝင်ရောက်ရေးသားပေးလို့ရပါတယ်ကြည့်ချအားပေးတဲ့ပြည်သက်များအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်